အားလုံးပဲမင်္ဂလာပါတတရားဘက်မှာတော့ကျွန်တော်တို့ရဲ့လူမှုဆက်ဆံရေးဆက်သွယ်ပြောဆိုမှုနဲ့စီးပွားများအကြောင်းကိုအလေးထားဆွေးနွေးသွားမှာပါကျွန်တော်တို့ရဲ့စီစဉ်မာရေးဟာတခြားသူတွေနဲ့ဘယ်လိုဆက်ဆံလဲဆိုတာပေါ်မှာအများကြီးမူတည်နေပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆက်ဆံရေးတစ်ခုမှာယူသည်လေးစားမှုယုံကြည်မှုနဲ့ဆက်သွယ်ပြောဆိုမှုတွေပါဝင်ပါတယ်ကျွန်တော်တို့ပုံစံလူတွေနဲ့ဘယ်လိုပုံစံမျိုးမျိုးနဲ့ဆက်သွယ်ပြောဆိုတတ်ကြတယ်ဆိုတာကိုပြောပြပေးသွားမှာပါသင်ကခန်းစားချက်ကိုမျိုးသိပြီးတိတ်တိတ်လေးနေတတ်သူလားဒေါသတကြီးအပြစ်တင်အော်ဟစ်တတ်သူလားဒါမှမဟုတ်ရှင်းရှင်းလင်းလင်းနဲ့လေးလေးစားစားပွင့်လင်းစွာတုံ့ပြန်တတ်သူလားနင်ငါပြောတာကိုဘယ်တော့မှနားထောင်ဘူးလို့ပြောမယ်အစားငါပြောတာကိုနားထောင်ပေးတဲ့အခါငါစိတ်မကောင်းဖြစ်ရတယ်လို့ပြောကြည့်ပါဆက်သွယ်ပြောဆိုမှုဆိုတာစကားပြောတာတခုတည်းမဟုတ်ပါဘူးတက်ကြွစွာနားထောင်ပေးခြင်းကလည်းအရေးကြီးပါတယ်ကောင်းမွန်စွာနားထောင်ခြင်းဆိုတာအာရုံစိုက်ခြင်းစကားဖြတ်မပြောခြင်းနဲ့နားလည်အောင်ကြိုးစားခြင်းတို့ဖြစ်ပါတယ်ဒီအပတ်အတွက်နောက်ဆုံးအချက်အနေနဲ့ကျမ်းမာတဲ့စီးပေါင်းတွေတတ်မှတ်ခြင်းအကြောင်းကိုဆွေးနွေးပါမယ်။နယ်နိမိတ်စီးပေါင်းတွေဆိုတာကိုယ့်ကာကွယ်ဖို့အတွက်ကျွန်တော်တို့တတ်မှတ်ထားတဲ့ကန့်သက်ချက်တွေပါ။ဒါတွေဟာဒုက္ခဆန္ဒမဟုတ်ပါဘူး။ငွေချင်းတယောက်ကငွေခဏခဏချီတယ်။တင်းစိတ်ထဲမှာအဆင်မပြေပေမဲ့မငြင်းနိုင်ဘူးဖြစ်နေရဆိုရင်ဒီຢာကစိတ်ဖိစီးမှုကိုဖန်တီးပါတယ်။ Sorry ပါတကယ်ချင်းရဲ့ဒီတစ်ခါတော့နာကူညီပေးဖို့အဆင်မပြေဖြစ်နေရလို့ရင်ရင်စီးရင်းဆန်ဖို့လေ့ကျင့်ပါကျမ်းမာရေးနဲ့ညီညွတ်တဲ့ဆက်သွယ်ပြောဆိုမှုနဲ့စီးပေါင်းတွေကဘဝရဲ့စိတ်ဖိစီးမှုအများအပြားကိုလျှော့ချပေးနိုင်ပါတယ်။ဒါကတော့တတရားဘက်အတွက်ဆွေးနွေးချက်တွေပဲဖြစ်ပါတယ်။စီးပေါင်းနဲ့တတ်မှတ်ဖို့နဲ့ဟင်အင်းလို့ညှင်းဆန်ဖို့ဆိုတာအစပိုင်းမှာမလွယ်ပေမဲ့လေ့ကျင့်မှများရင်ဒုတလာမှာပါ။ကိုစိတ်ရှည်သီးခံပေးပါ။နောက်တစ်ပတ်ကျွန်တော်တို့ရဲ့နောက်ဆုံးအပိုင်းမှာတော့ကိုယူဆိုင်ခြင်းအခုညီတောင်းခံခြင်းနဲ့စင်စက်ခါနိုင်စွမ်းအကြောင်းကိုအဓိကထားဆွေးနွေးသွားမှာမို့ဆက်လက်ပါဝင်ပေးဖို့ဖိတ်ခေါ်ပါရစေ။ငိမ့်ချက်နဲ့အပတ်လေးဖြစ်ပါစေ။တင်နာဆင်နေတာကတော့စိတ်နာခွေအားကုစားခြင်းစကားဝိုင်းများပေါ့ကတ်အစီအစဉ်ပဲဖြစ်ပါတယ်။